လူတယောက်ရဲ့ဘဝမှာအလုတ်ခွင်ဆိုတာအချိန်အများဆုံးဖြတ်တန်းရတဲ့နေရာတစ်ခုဖြစ်ပါတယ်။တချို့လူတွေကအလုတ်လုပ်ဖို့အတွက်ပဲအလုတ်ခွင်ကိုသွားကြပေမဲ့တချို့လူတွေကတော့ကိုယ့်ဘဝတိုးတက်ဖို့အတွေ့အကြုံရဖို့လူမှုဆက်ဆံရေးကောင်းမွန်ဖို့အလုတ်ခွင်ကိုအသုံးချရကြပါတယ်။အလုတ်ခွင်ထဲမှာဘယ်လိုနေထိုင်တတ်လဲဆိုတာကကိုယ့်ရဲ့အောင်မြင်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။ဒါကြောင့်အလုတ်ခွင်ထဲမှာရည်ရှိအောင်မြင်ခြင်းမှန်ကန်တဲ့အပြုအမူနဲ့နေထိုင်တတ်ဖို့အရေးကြီးပါတယ်။ပထမဆုံးအနေနဲ့ကအချိန်တိကျမှုရှိဖို့လိုပါတယ်အလုတ်ခွင်ထဲမှာအချိန်မှန်မှန်လာခြင်းကကိုယ့်ရဲ့တာဝန်ယူမှုကိုပြသတာဖြစ်ပါတယ်အမြဲနောက်ကျတဲ့သူကိုယုံကြည်မှုနည်းသလိုမြင်တတ်ကြပါတယ်အချိန်တိကျတဲ့သူကတော့ supervisor တွေ team member တွေရဲ့ယုံကြည်မှုကိုရလွယ်ပါတယ်အချိန်ကိုတန်ဖိုးထားတဲ့ခြင်းက professional ဆန်တဲ့သူတယောက်ရဲ့အရေးအကြီးဆုံးရည်ချင်းတစ်ခုဖြစ်ပါတယ်ဒုတိယအနေနဲ့ကလူမှုဆက်ဆံရေးကောင်းမွန်ဖို့လိုပါတယ်အလုတ်ခွင်ဆိုတာတယောက်တည်းရှင်သန်ရတဲ့နေရာမျိုးမဟုတ်ပါဘူးတီးမွားနဲ့အလုပ်လုပ်ရတာကများပါတယ်ဒါကြောင့်တခြားသူတွေကိုလေးစားခြင်းယဉ်ကျေးစွာပြောဆိုခြင်းအကူအညီလိုရင်ကူညီပေးခြင်းတို့ကအရေးကြီးပါတယ်လူတွေနဲ့ဆက်ဆံရေးကောင်းတဲ့သူကအလုပ်မှာအခက်အခဲကြုံခဲ့ရင်တော့အကူအညီရလွယ်ပါတယ်တတိယချက်အရေးကြီးတာကတော့အတင်းဖြင်းမပြောဖို့ပါအလုတ်ခွင်တော်တော်များများမှာအတင်းဖြင်းတွေတယောက်ပြောတာတွေကြောင့်ပြဿနာတွေဖြစ်တတ်ပါတယ်တခြားသူရဲ့အကြောင်းကိုအမြဲပြောနေတဲ့သူဟာယုံကြည်စိတ်ချရတဲ့သူမဟုတ်ဘူးလို့မြင်ခံရတတ်ပါတယ်ဒီနေ့သူများအကြောင်းပြောတဲ့သူကမနှက်ဖန်ကိုအကြောင်းလည်းပြောနိုင်တာကြောင့်လူတွေကသတိထားတတ်ကြပါတယ်ဒါကြောင့်ကိုယ့်အလုပ်ကိုပဲအာရုံစိုက်ပြီးတော့အပြတ်သဘောဆောင်တဲ့စကားတွေကနေဝေးနေတာကပိုပြီးတော့ကောင်းပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကလေးလာခြင်းစိတ်ရှိဖို့လိုပါတယ်အလုတ်ခွင်မှာတိုးတက်ခြင်းငါတည်ပြီးသားပဲဆိုတဲ့စိတ်မထားသင့်ပါဘူးအသစ်တွေကိုလေ့လာဖို့အတွေ့အကြုံရှိတဲ့သူတွေစီကနေပြီးတော့သင်ယူဖို့လိုပါတယ်တိုးတက်ခြင်းတဲ့သူကမေးမြန်းတတ်ပြီးတော့လေ့လာတတ်ပါတယ်အဲ့ဒီလိုလူတွေကသာလျှင်အခွင့်အရေးအသစ်တွေကိုရလွယ်တတ်ပါတယ်နောက်တစ်ချက်ကသူများကိုအပြစ်တင်မဲ့အစားဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ဖြေရှင်းတတ်ဖို့အရေးကြီးပါတယ်အလုပ်လုပ်တဲ့အခါမှာအမှားဆိုတာကတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့အမြဲတမ်းသူများကိုအပြစ်တင်နေမဲ့အစားပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာစဉ်းစားတတ်ဖို့လိုပါတယ်ကိုယ်ထက်ရရှိတွေတတိတွေကတော့ပြဿနာကိုဖန်တီးနေတဲ့သူထက်ပြဿနာဖြေရှင်းတတ်တဲ့သူကိုပို့ပြီးတော့သဘောကျကြတာများပါတယ်ဒါအပြင်စိတ်ခံစားချက်ကိုထိန်းချုပ်တတ်ဖို့လိုပါတယ်အလုတ်ခွင်မှာကဖိအားတွေမကျေနပ်စရာတွေကအမြဲတမ်းကြုံရနိုင်ပါတယ်ဒါပေမဲ့ဒေါသထွက်ပြီးချက်ချင်းတုံ့ပြန်လိုက်ရင်ပိုပြီးတော့ဆိုးသွားတတ်ပါတယ်စိတ်တည်ငြိမ်ပြီး professional ဆန်စွာကင်တွေတတ်တဲ့သူကပိုပြီးတော့လေးစားခံရပါတယ်နောက်တစ်ချက်ကတာဝန်ယူမှုရှိခြင်းတာဝန်ယူမှုရှိခြင်းကလည်းအလုတ်ခွင်မှာကအလွန်ရေးကြီးပါတယ်ကိုယ်တာဝန်ကိုပြီးအောင်လုပ်ခြင်းအမှားလုပ်မိခဲ့ရင်ဝန်ခံရေးခြင်းတာဝန်ကိုရှောင်မသွားခြင်းတို့ကကိုယ့်ရဲ့ character ကိုပြသပါတယ်တာဝန်ယူမှုရှိတဲ့သူကိုအဖွဲ့အစည်းတွေကယုံကြည်ပြီးအခွင့်အရေးပို့ပြီးတော့ပေးတတ်ကြပါတယ်နောက်ဆုံးအနေနဲ့ကကိုယ်တန်ဖိုးကိုတိုးတက်အောင်လုပ်ဖို့ရည်ကြီးပါတယ်ကိုယ်တန်ဖိုးကိုအမြဲတမ်းတိုးတက်အောင်လုပ်ရမှာကိုယ်တာဝန်ပဲဖြစ်ပါတယ်အလုပ်ခွင်မှာရည်ရှိတိုးတက်ခြင်း skills တွေတိုးတက်အောင်လုပ်ရပါမယ်ဥပမာအဖြစ် communication skill နောက် leadership skill တွေ computer skill တွေစတဲ့အရာတွေကိုအမြဲမပြတ်လေ့လာထားပြီးတော့ကိုယ့်ရဲ့ career တိုးတက်မှုကိုအထောက်အကူဖြစ်အောင်လုပ်ရမှာဖြစ်ပါတယ်အဆုံးသတ်အနေနဲ့အလုပ်ခွင်ထဲမှာဘယ်လိုနေထိုင်တတ်လဲဆိုတာကကိုယ့်ရဲ့အနာဂတ်ကိုသက်ရောက်မှုရှိပါတယ်အချိန်တိကျခြင်းလူမှုဆက်ဆံရေးကောင်းခြင်းအတင်းအဖျင်းတွေမပြောခြင်းတာဝန်ယူမှုရှိခြင်းလေ့လာခြင်းစိတ်ရှိခြင်းတို့ကိုလိုက်နာနိုင်ရင်အလုပ်ခွင်မှာလူကြီးလူငယ်များပြီးတော့အောင်မြင်တဲ့သူတယောက်ဖြစ်လာနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ